ဒီမှာကြည့်သူတို့အဲ့ကြားနေရောနော်ဒီမှာအဲ့ထဲထိတော့ဝင်လာတယ်ဒီကောင်လာဒီဘလိုက်ထောက်ဒီကောင်လေးအစာလာတောင်းတာဒီမှာဘယ်မှာအစာလာတောင်းတာအစာလည်းမရှိတော့ဘူးလာအိမ်ထဲထိလာတယ်ဒီကောင်เนี่ยအိမ်ထဲထိလာတောင်းတာရှိတော့ဘူးဆန်လည်းကုန်သွားဝယ်ရအောင်ဘဲသားဘဲကြီးဆိုဒီကောင်တွေလားမသိပါဘူးသူတို့စားတာနှစ်ဘူးလောက်စားတယ်တကားဆွေဘိုးဒါတော့ကိုက်မယ်ဆိုတာကြီး